Hi guys ဒီနေ့မှာတော့ကျွန်တော်ဘန်ကောက်မှာဒီနေ့တာဘယ်လိုဖြတ်တန်းလဲဆိုတာ sharing လုပ်ပြောမှာပဲဖြစ်ပါတယ်ဗျာဆိုဒါကျွန်တော်မကြည့်လဲတာတော့ကျွန်တော်ရဲ့နေရာနဲ့ကျွန်တော်လည်းတော့စင်ထားတဲ့နေရာပဲဖြစ်ပါတယ်ဆိုအဲ့ဒါပြီးကျွန်တော်မနေ့ကစားဖို့တပည့်ပြင်ဆင်ပါမယ်ဟုတ်ဒီမှာစီထဲမယ်ပြင်ကျုပ်တဲ့ဖွင့်ပါမယ် okay ဒီကျုပ်တစ်လုံးစားထဲမယ်ကျုပ်ကြော်ပြီးအဲ့ဒီမှာစီဖို့တော့စီကျွန်တော်ကြောက်ရပြီကျတော့နောက်တစ်လုံးထပ်ကြုံမယ်ကျွန်တော်နှလုံးပါနော်ကျွန်တော်မာနေကျွန်တော်စားဖို့အတွက်ဒီနောက်ဆုံးတမင်းနဲ့ကျုံနေရောကြော်မှာပေါ့ဒီတမင်းထဲပဲပြီးထဲပြီးနည်းမှုရမယ်ပေါ့နော်ပြီးစားထဲပဲချုံမှုထဲပဲပြီးအပ်ပါလည်းမတည်ဘူးအဲ့ဒါတော့ QC ပြီးမှတော့ပြီးနေပြကျွန်တော် platform တစ်လုံးခိုင်းတာဒီအပ်မှုရမယ်ရောမနဲ့ကျွန်တော်စားဖို့အတွက်ငါရပါပြီဆိုမနေ့ကစားရရင်ကျွန်တော်အခန်းပြောမယ့်ကိစ္စကိုသွားပါတယ်ကျွန်တော်ဒါဘော9နှစ်ချိန်စောင့်နေတာပါအဲ့ချိန်မှာဘောရောက်လာပြီဘောထိုင်ပြီးစီးပြီးကျွန်တော်သွားမှာပဲဒါတော့ကျွန်တော်ကနေရဲ့ကွန်ဒိုပဲဖြစ်ပါတယ်ဒါကျွန်တော်လုံခဲ့ပထမတစ်ခါဘန်ကောက်လာတော့ကျွန်တော်ညီခဲ့ကွန်ဒိုเนาะဒါတော့ဘန်ကောက်မြို့အနေထားဇိုင်းကလာအမပလိတ်စောက်ယူဟိုလေဒါကျွန်တော်အိမ်သာရောက်ခဏချင်းနေပါတော့ဒီမွေးရွာတာတဲ့ဒါကတော့ကျွန်တော်ဆုံးတော့ကျွန်တော်ခန်းကိုရောက်ပါပြီကပ်ပြမယ်ကားဖွင့်မယ်နှိပ်မယ်မဲနေအဲ့မှာ9လောင်9လာမားနေတာလေဒါကျွန်တော်နေထားဆိုင်ခါလာဒါကျွန်တော်ခန်းဝင်လိုက်ပြီတော့ကစောင်းညပတ်ရစူးပြမလာတော့ကြာကြောခန်းနေတာလေးပဲပြောပါအဲကမှမနေတော့ခန်းမမိုက်လို့ခန်းပြောင်းပြီโอเคထုတ်ဖို့ရင်ကားဆောင်နေပါရဲ့ဒါပေါ်ခေါ်တာပါโอเคဒါကြောပြောင်းမဲ့ခံကိုသွားနေပါပြီကျွန်တော်ပြောမဲ့ခံကျွန်တော်တက်မဲ့ချောင်းသားလေးပါပြီကျွန်တော်ကရင်ဆုံးရောက်တော့အမားနဲ့ဆရာအခန်းပြမဲ့ဆရာကိုစောင့်နေရပါတယ်အခန်းကိုကြည့်ပြီးတော့ပစ္စည်းတွေထားခဲ့လိုက်တယ်ပြန်มาလမ်းကြုံလို့ဆိုပြီးတော့ wifi နဲ့ laptop stand တော့ဝယ်ရပါတော့ဟို Central Lab Pro မှာပေါ့wifi တော့လိုရလို့ပြီးတော့ရပါပြီ wifiလက်လို့ stand ဝယ်တာမရိုက်လိုက်ရဘူးအပြင်မှာကျွန်တော်တို့ကဟောပေါ်တော့စားပဲဖြစ်ပါတယ်ဆိုတော့ဒါတယောက်ဘက်900လောက်တော့ရှိရပါတော့3ယောက်စားပါကျွန်တော်အမရဲ့ကျွန်တော်မယောက်ျားရဲ့ပေါ့ဒါတော့ကျွန်တော်တူမလေးပဲဖြစ်ပါတယ်ဖြစ်ချင်တော့အပြင်မှာကျွန်တော်တို့မိုးရွာရပါတော့အဲ့ဒီမှာကျွန်တော်တို့အပီပြေးရပါတယ်တပွဲလုံးပြေးရဆိုဒီနေ့ကတော့ဒီလောက်ပါပဲဗျာပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့ပြောချင်ပါတယ်ဗျာ I hope you like my video. Thanks for watching.